သူများကိုမကြွေးချင်ဘူးဆိုလို့ရှိရင်ဒီဟင်းကိုလုံးဝမချက်ပါနဲ့နော်ဒီဟင်းကချက်နေတော့အရန်မွေးတာဆိုတော့လာမင်းရင်လည်းပြုတ်ပြရမယ်စားသွားပါအောင်လို့လည်းခေါ်ရမယ်လေနော်အဲ့ဒါကြောင့်မို့ပါပထမဆုံးကျမကညွန့်ပြီးစိမ့်နဲ့ကြက်သွန်ပြူလေးတွေကိုထောင်းပြီးတော့စီတက်လိုက်ပါတယ်ပြီးရင်ကြက်သားကိုကျမအယိုးတွေအရေးကိုနေချက်မှာဆိုတော့တရေပြုတ်လိုက်တာပေါ့နော်တရေပြုတ်ပြီးရေအေးလေးနဲ့တစ်ထပ်ပြန်ဆေးလိုက်ပါတယ်ခုနကငုပ်ပြီးစိမ့်နဲ့ကြက်သွန်ပြူစီတက်တဲ့အိုးတွေကိုခုနကတရေပြုတ်ထားတဲ့ကြက်သားကြက်ရေကိုနေကြက်အယိုးတွေကိုထည့်လိုက်ပါတယ်ထည့်ပြီးတော့အထက်အောင်မှွေလိုက်တယ်ပေါ့နော်ကြက်သားရဲ့နှီးနှမ်းပြောက်ပြီဆိုရင်ပပလေးထားတဲ့ကြက်သွန်လေးတွေထည့်လိုက်ပါတယ်ထည့်ပြီးတော့အထက်အောက်ထပ်ပြီးတော့မှွေလိုက်ပါတယ်ကျက်သွန်နီရဲ့နှီးနှမ်းပြောက်ပြီဆိုလို့ရှိရင်လေငုပ်သီးစိမ်းထောင်းထားတဲ့စုံချင်းရည်လေးထည့်တယ်နောက်ထပ်ရည်နည်းနည်းလေးထည့်တယ်ပေါ့နော်ထည့်ပြီးတော့ကျွန်မမှွေထားပါတယ်ခဏအုပ်ထားမယ်ပေါ့နော်ပြီးတော့ဒီမဲ့ဒီလိုအခြေအနေပေါ့ကျက်သွန်နီကလည်းလုံးသွားပြီဒီကြက်သားလေးကလည်းဒီကြက်သွားပြီပေါ့နော်လုံးနှစ်ခုလုံးလုံးနာသွားပြီဆိုလို့ရှိရင်ညံပြားကြီးထည့်တယ်ကြက်သားမုံလေးထည့်ပါတယ်ချုံမုံကြိုက်တဲ့သူကချုံမုံလေးထည့်ပေါ့နော်ကျမတို့ကတိတ်မစားလို့မထည့်ရပါပြီးတော့လေဒီငုပ်သီးအပွငုပ်သီးပွအစိမ်းတွေကိုထည့်လိုက်ပါတယ်ငရုတ်ပွလေးတွေထည့်လိုက်ပါတယ်ငရုတ်ပွလေးနူးအောင်လေကျမရေနည်းနည်းထည့်ရသေးရပေါ့နော်ကဲအခုဆိုငရုတ်ပွရောကြက်သွန်နီရောကြက်သားနူးပြီဆိုတော့အပေါ်ကပင်စိမ်းလေးအုပ်လိုက်ပါတယ်ပင်စိမ်းအုပ်ပြီးတော့ကျမကရေကုန်ပြီးစီပဲကြံတီတီထားလိုက်တယ်ပေါ့နော်ကဲအခုဆိုလို့ရှိရင်အရန်မွေးတဲ့ဟင်းလေးတစ်ခွက်ဖြစ်တယ်စားလို့ရှိရင်လည်းနည်းနည်းလေးဆက်ဆက်လေးနဲ့ပေါ့စားလို့လည်းအရန်ကောင်းတယ်ကြက်သားအဆက်ချက်လေးရပါပြီဒီဟင်းလေးကိုကျမကြက်ရီကွန်လေးတွေကြက်ရိုးလေးတွေကြိုက်လို့အဲ့ဒါလေးနဲ့ချက်တာပေါ့နော်ကိုကမကြိုက်ဘူးဆိုကြက်သားကိုအသားနဲ့ချက်ပေါ့နော်အဲ့လိုမျိုးလေးချက်လဲရပါတယ်ဒါလေးကလေးမစိုးတော်တော်လေးစားလို့ကောင်းနေရှင်ရှင်အဲ့ကြမို့လာပြီးတော့ချက်ပြတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးပါ